စပင်ကရုံးမလေးတွေစပင်တွေရှုပ်ပွားနေတယ်လားရှုပ်ပွားနေတယ်ဒီစလုံးထုံးပြမလို့ဟာနေ့အချိန်မမီတော့ဘူးနော်စလုံးထုံးပြမလို့အချိန်မမီတော့ဒီမှာအရန်ရှုပ်နေရုံးမလေးသူ့ဆက်ဆွဲပေးတာပေါ့သူ့ဆက်ဆွဲပေးတာပေါ့ဆိုတော့နည်းနည်းလေးရှင်းသွားအောင်လို့နည်းနည်းလေးရှင်းမှပဲသူ့ထုံးလို့ရမှာလေအခုကလုံးဝဖီးလို့မရတော့တာလေစပင်ကအဲ့လိုမျိုးဖြစ်နေရတော်တော်ရှုပ်ပွားနေသူခရီးဝေးရနေလားတော့ခရီးဝေးရနေလားတော့မှုန်တိုင်းမိလားမသိပါဘူး။ညာဆိုင်ရနေဝယ်လာတာမဟုတ်ဘူးနော်။မိုင်းပစ္စည်းတွေပေါ့မိုင်းပစ္စည်းတွေကိုမှာလိုက်တော့ဒီကပို့ပေးလိုက်တာပေါ့နော်။ပို့ပေးတယ်သူတို့ခရီးဝေးရလာတာဆိုတော့လမ်းမှာဘယ်လိုဖြစ်လာလဲတော့မသိဘူး။အဲ့လိုမျိုးဖြစ်နေတယ်ဆိုပြီးဖြီးလို့မရပြီးလို့မရဖြစ်နေလို့ဘလို့ဆယ်ကတော့နည်းနည်းရှင်းအောင်ဆက်ဆွဲလိုက်တာပေါ့နော်။ဟိုလိုမျိုးဖြောင်းစင်းနေအောင်ဆွဲတာမဟုတ်ဖြီးလို့မရတာစပင်ကလေ။အဲ့လိုမျိုးဖြစ်နေလို့သူနဲ့အတူတူပဲနောက်ထပ်အများကြီးရှိသေးတယ်ကောင်မလေးတွေပြရမယ်သူတို့စပင်တွေလည်းအဲ့လိုပဲရှုပ်ပွားနေရမယ်ဒီစပင်ဆိုရင်တော်တော်မနှဲကိုရှင်းနေရတယ်အခုဒီနေ့စတုံးထုံးပြမလို့ဟာအခုအချိန်ပြည့်တော့မယ်စတုံးထုံးပြမလို့ဟာအချိန်ပြည့်တော့မယ်ဖြောင်းကျင်လို့ဖြောင်းနေရမဟုတ်ဘူးเนาะအခုကဖြီးလို့မရလို့ဘာမှလုပ်ပြလို့မရဘူးစတုံးနေအများကြီးထုံးပြမယ်လို့နောက်တွဲစတုံးဘီးစတုံးနော်စတုံးမျိုးပေါ့နော်friend စတုံးစုံမော့သူတို့သမီးစတုံးဘွဲစတုံးပေါ့နော်ဘွဲထိုင်စတုံးပေါ့အစုံထုံးပြမယ်နော်အခုအဲ့ဒါစတုံးထုံးပြမလို့ဟာကိုဒီမှာစတုံးတွေကအများကြီးပဲဒီလားဒီမှာကြည့်အဲ့လိုမျိုးရှုပ်ပွားနေရလေရှုပ်ပွားနေရကြည့်အဲ့လိုမျိုးရှုပ်ပွားနေတာဘယ်လိုမှထုံပြဒီနေ့ထုံပြမလို့ဟာမမီတော့ဒီမှာအဲ့ဒါတွေကိုဖီးလို့မရတာနဲ့ပဲအမတိုင်ပတ်နေတယ်အဲ့ဒါဖီးလို့မရတိုင်ပတ်နေရအမကြည့်ကောင်မလေးနောက်တစ်ယောက်ရှိသေးတယ်ဒီကောင်မလေးကိုလည်းကြည့်အမစပင်းရှုပ်ပွားနေတာတွေ့လားအဲ့လိုမျိုးဖြစ်နေရအဲ့ဒါဘယ်လိုမှလုပ်လို့မရလို့မှတိုင်ပတ်နေပြီဒီနေ့ထုံပြမလို့ဟာမမီတော့နောက်ထပ်လည်းအများကြီးရှိသေးတယ်ကောင်မလေးတွေအကုန်လုံးထုံးပေးရမယ်သူတို့ထုံးပေးရမယ်စတုံးဝါသနာပါတဲ့တွေလိုက်ကြည့်နော်လိုက်ကြည့်အမြဲတမ်းတင်ပေးမယ်စတုံးအမျိုးမျိုးတင်ပေးမယ်နော်စတုံးဘယ်လိုထုံးရလဲဘယ်စတုံးကဘယ်လိုပုံစံဘယ်စတုံးကဘယ်လိုပုံစံ step by step ဘယ်လိုထုံးရလဲဆိုတာကိုတင်ပေးမယ်နော်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်အမြဲတမ်းကြည့်လို့ရအောင်နော် like and share လေးလုပ်ပေးထားနော် like and share လေးလုပ်ပေးထားအမတင်တဲ့ပုံလေးတွေကိုကြည့်ကျင်တယ်အမတင်တဲ့စတုံးလေးတွေမရဲ့ဟိုပါဘောနော်အမတင်နန်းဆရာမတယောက်ဖြစ်တယ်အမတင်နန်းသူတွေကိုသင်ပေးခဲ့တဲ့စတုံးတွေပေါ့နော်အဲ့ဒါတွေကိုပြန်ပြီးတော့ training teacher တယောက်ဖြစ်တယ်ပေါ့နော်အဲ့ဒါသူတို့သင်ပေးခဲ့တဲ့စတုံးလေးတွေပြန်ထုံးပြမယ်အဲ့ဒါလေးတွေပေါ့နော်